ဒီလုံးလေးရတော့နော် IMEI နူးပြီးတော့ base band ဘာရှင်းပြောင်းနေတဲ့အကောင်လေးပေါ့နော်ဒီကသူက IMEI လည်းမရှိဘူးနောက်ပြီးတော့ base band လည်းပြောင်းနေရဗျ base band စားပစ်မှာကျတော့သူကအန်နှုံးပြနေ base band စားပစ်မှာ base band မရှိဘူး IMEI ပြစင်ကတ်ထဲလဲသူကစင်ကတ်ထဲမယ်ဆိုရင်တော့ radio အနေထားမှာရှိမယ်နော်စင်ကတ်လည်း line မတက်ဘူးဗျ base band ဘာရှင်းမှာလဲသူကအန်နှုံးပြရတဲ့အတွက်အားလေးကိုပြုပြင်သွားမှာဖြစ်ပါတယ်ကျွန်တော်တို့ RFIC အထွက်နာဟာလေးကိုကျွန်တော်တိုင်းကြည့်ပါရနော်တိုင်းကြည့်တဲ့အခါမှာကျတော့သူ့မှာပြတ်တဲ့တန်ဖိုးတွေမပြဘူးတချို့အဲ့နာစတာလေးလည်းမပါလာဘူးပေါ့နော်အဲ့တော့ကျွန်တော်ဒီကောင်လေးကိုအတစ်တလုံးလဲပြီးတော့စမ်းကြည့်မှာဖြစ်ပါတယ် MT6100 IC လေးပေါ့နော် RFIC လို့လည်းခေါ်တယ်ဒီကောင်လေးကိုလဲအတစ်လဲပြီးတော့စမ်းမှာဖြစ်ပါတယ်ဒါလေးတော့ကျွန်တော်အတစ်ချင်းမဲ့ IC ပေါ့နော် MT6100 IC လေးကိုကျွန်တော်ဖြုတ်နေရဖြစ်ပါတယ်ဒါလေးဖြုတ်သွားတော့တစ်တလုံးလဲမှာဖြစ်ပါတယ်ဒီကောင်လေးကိုဖြုတ်ပြီးတော့ခဲတွေပါရှင်းမယ်အတစ်တလုံးထဲမဲ့ဟာကိုလည်းreborn လောက်ထားရပါတယ်အရင်ဆုံးလောက်ပြီးတော့မှပြန်ကတ်မှာဖြစ်ပါတယ်ခွာပြီးပါပါပြီဗျခွာပြီးရတဲ့အနေထားလေးပါနော်ပြီးရင်ကျွန်တော်ကောခဲစီလေးနည်းနည်းထပ်လိုက်ပါဗျခွာထားတဲ့ဟာလေးကိုခဲစီလေးနည်းနည်းထပ်လိုက်ပြီးတော့နည်းညှိလိုက်မယ်ပေါ့ဗျာပင်မမိရရပါရှိအောင်ပါရှိမယ်ဆိုရင်နည်းညှိလိုက်ပြီးတော့ခဲလေးပါပြောင်းရှင်းခဲပါပြောင်းရှင်းပွားလို့ရှိရင်တော့ကျွန်တော်အပေါ်ကနေတစ်ခုနဲ့တုတ်လိုက်မယ်ပေါ့ဗျာတင်နာရေးလေးနဲ့ဖော့ဘက်လေးနဲ့တိုက်ပြီးတော့တုတ်လိုက်ပြောင်းအောင်အမှလေးရပါပူးနေရလားပြုတ်နေရလားပါလားကြည်ရမရှိရတဲ့အတွက်ဒီဟာလေးကတော့အဆင်ပြေသွားပြီပေါ့နော်ခရစ်ရှင်နာလေးကတော့ဒါတော့ကျွန်တော်နောက်တစ်လုံးအတစ်တစ်လုံးချင်းမယ်ပေါ့နော်ဒီလုံးချင်းမဲ့အဲဒီလေးကျွန်တော်သူ့မှာပါတဲ့ဟာလေးတွေကိုကျွန်တော်အရင်ပြောင်းရှင်းပြီးတော့ပြောင်းရှင်းပါခဲပူလို့မရဘူးခဲစားလေးကျန်းနေလို့မရဘူးเนาะဒါကတော့ခုနကကျွန်တော်ခဲရှင်းရတဲ့ကောင်လေးကိုခဲစီတစ်ထပ်လောက်မှဖြစ်ပါတယ်ကြောက်ခဲစီတစ်ထပ်လောက်မယ်ပြီးရင်တော့ပြန်ကတ်မှာဖြစ်ပါတယ်เนาะဒီကောင်မှဖြစ်တဲ့အရာတော့အများကြီးပဲဗျကျွန်တော်ဒီဟာလေးကင်ထားပြီးလောက်ထားတယ်သူကဘေးနားပတ်ချလေးကတော့သူတန်မိုးကြီးပြန်ထွက်လာတယ်ဒါပေမဲ့သူ့မှာဖြစ်တဲ့ဟာဒီ NYC တက်လဲပထအရှိမ software လောက်ထားတာဖြစ်တဲ့အတွက် MV data ထက်တယ်ပေါ့နော် MV data ထက်တဲ့အခါကျတော့ကျွန်တော်Allo2 နဲ့ပဲ MV data ပြန်ပြီးတော့ပြန်လှုပ်လိုက်တယ်ပြန်လှုပ်လိုက်ပြီးတော့မှပြန်စမ်းကြည့်တဲ့အခါမှာတော့ဒီကောင်လေးကရသွားပြီပေါ့နော်ဒါတော့ဟိုလောက်ထားပါပြော့ပြတာပါကျွန်တော်တတိထားမှာကျွန်တော်အရှိမ software လောက်ထားတဲ့ကောင်လေးတွေပြန်လှုပ်တဲ့အခါကျ MV data တက်တယ်ပေါ့နော်အဲ့တော့ကျွန်တော်မတီးပဲနဲ့ backup မထုတ်ထားပြီးတော့နည်းတော့တိုင်ပတ်သွားပြီဗျနောက် report လောက်ထားတဲ့ဟာလေးခဲလောက်ထားတဲ့ IC လေးဖြစ်ပါတယ်တော့လောင်းပြီးချင်းဆိုရင်ထင်းယူစီလေးနည်းနည်းတင်ပြီးတော့ခဲလုံးလေးညီသွားအောင်ဟီကန်လေးနဲ့ကျွေးလိုက်ပါမယ်ဗျဒါကျွန်တော်အောက်ကလည်းရှင်းပွားကြီးအပေါ်လဲလောင်းပွားကြီးဆိုရင်ပြန်ကတ်မှာဖြစ်ပါတယ်ဒါတော့ကျွန်တော်ပြန်ကတ်မှာပါပြန်ကတ်မဲ့တော့ IC target box ပေါ်မှာကျွန်တော်တို့ထင်းယူစီလေးနည်းနည်းတင်လိုက်မယ်ထင်းယူစီလေးနည်းနည်းအများကြီးတင်လို့မရအောင်နည်းနည်းပဲတင်မယ်ထင်းယူစီလေးနည်းနည်းတင်ပြီးတော့ IC လေး marking မှတ်ပြီးတော့တခြားလေးလေးရပြန်ချမှာဖြစ်ပါတယ်ဗျသူက marking လည်းမှားလို့မရဘူးသူ marking တိုင်းပဲသူတွားမယ်ငြိမ်သွားပြီဆိုရင်တော့ကျွန်တော်ခန်းလေးနဲ့ထိုးပါပဲဗျအဲ့တော့နည်းနည်းလေးအောက်ပင်ဆွဲသွားလို့ငြိမ်သွားပြီဆိုရင်ကျွန်တော်ထင်းယူစီလေးနည်းနည်းထပ်ထည့်မယ်ထည့်လိုက်လို့ရှိရင်ခန်းလေးနဲ့နောက်တော့ကထပ်ထိုးပြီးတော့လှုပ်ကြည့်လိုက်ပါမယ်ဗျလှုပ်ကြည့်လို့IC လေးကခဲလဲဆွဲသွားပြီလှုပ်လိုက်တာလည်းအဆင်ပြေသွားပြီဆိုရင်တော့နောက်ဆိုလှုပ်သွားပြီဗျလှုပ်သွားလို့ရှိရင်ကျွန်တော်တို့အပေါ်ကနေအခုပူနေရဖြစ်တဲ့ဒီလေးနဲ့တင်လိုက်မယ်ဗျဒါတော့ကျွန်တော်ပြန်ကတ်ပူရပြီပေါ့နော်ပြန်ကတ်ပဲခုနကမထွက်ဘူးဆိုတဲ့ကောင်လေးတွေကိုကျွန်တော်မီတာလေးနဲ့ပြန်ထောက်ပြီးပြန်တိုင်းကြည့်တဲ့အခါမှာတော့သူဘေးဘက်ချလဲမှာတော့ diode scale လေးပြန်ထွက်သွားပြီဗျခုနအဲ့နာမထွက်ဘူးပေါ့နော်ကျွန်တော်ရှင်းမှာပြောခဲ့သလို MV data တက်လို့ MV data လေးပါထပ်လုပ်လိုက်ရပါတယ်ဗျဒါကျွန်တော်တို့ခုနကတော့ base band ပျောက်ပြီးတော့ IMEI နူးနေတဲ့ကောင်လေးပေါ့နော်စင်ကတ်ထည့်ပြီးတော့စင်ကတ်လဲ line လဲပြန်တောက်သွားပါပြီဗျ
ဒါကျွန်တော်ဖုံးမီအရင်စစ်ကြည့်ပါရနော်ဒါဆိုဖုံးမီလေးလည်းစစ်လို့ရပါပြီဗျသူမှရှိရဲခုန base band အန်လုံးဖြစ်နေတဲ့ကောင်လေးကိုကျွန်တော်တို့တစ်ချက်ဝင်ကြည့်ပါမယ်ခုန base band version မှာခုနကအန်လုံးပြနေတဲ့နေရာမှာသူက base band version လည်းပြန်ပေါ်သွားပါပြီဗျဖုံးမီလေးပါထက်စစ်ပါမယ်ဗျအရာဝါကြီးအတွက် okay သွားပါပြီ